Okay ဆိုတော့မင်္ဂလာပါဒီဘက်မှာလေးပေါ့နော်ခါတိုင်းကျွန်တော်တို့လုပ်နေကြmarket analysis ပေါ့နော် passive market analysis လေးလုပ်ပါပါဆိုတော့ဒီတစ်ပတ်က 29 of September ဆိုတော့ September 29တနင်္လာနေ့ပေါ့နော် series ဆင်းနေရတော့ကျွန်တော်နည်းနည်းလေးခီးသွားနေရတယ်ကျွန်တော်မလုပ်လိုက်ရဘူးပေါ့နော်ဆိုတော့ Monday မှာကျွန်တော် analysis လေးကျွန်တော်လုပ်မယ်အရင်ဘက်ကကျွန်တော်ရဲ့ trade လေးဘယ်လိုဖြစ်နေလဲနောက်ဒီတစ်ပတ်အတွက်ဘာတွေရှိမလဲပေါ့နော်အဲ့လိုလေးကျွန်တော်လုပ်မယ်ပေါ့နော်ဆိုတော့ပြီးရတဲ့အပတ်ကတော့ market ကတော့ pull back လာတဲ့ပတ်ပေါ့နော်ဆိုတော့ထုံးစံနာမယ်ကျွန်တော်ကတော့၃မျိုးပေါ့commodity gold ရယ် crypto ရယ် stock ရယ်ပေါ့နော်ဒီ၃မျိုးကျွန်တော်လုပ်မယ်ထိတ်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ crypto မှာဆိုရင် Bitcoin BTC ရှိမယ်ပေါ့နော် BTC ကပြီးခဲ့တဲ့ဘက်ကတောက်လျှောက် pull back လာတယ်ကျွန်တော်ရဲ့ trade ကတော့ stop loss ထိသွားတယ်ပေါ့နော်ဒီရဲ့ trade ကတော့ stop loss ထိသွားတယ်ပြီးခဲ့တဲ့ဘက်မှာထိသွားတယ်ပေါ့နော်ပြီးတော့တောက်လျှောက်သူက pull back ပြန်လာတယ်and resistance အနေနဲ့ဆိုရင်သူကဒီနားကိုထောက်ပြီးတော့မှဒီမှာ supply zone ရှိနေအောင်ပေါ့နော်sorry ဒီမှာ demand ရှိနေတာပေါ့1000နဲ့ maybe like 80 sorry 3နဲ့8000 9000လောက်မှာသူက demand ရှိနေတာပေါ့နော်ဒီကိုထောက်ပြီးတော့မှသူကပြင်ပြီးတော့အခုလောလောဆယ်ကတော့ဒီစနေတနင်္ဂနွေမှာပေါ်ပြန်တက်နေပေါ့နော်တောက်လျှောက် pull back ပြန်လာဆိုတော့ကျွန်တော်ဘာကိုတွေ့လဲဆိုရင်ဒီမှာဘာရှိမလဲဆိုရင် resistance ကဒီမှာဒီကောင်ရ resistance အနေနဲ့လုပ်နေပါတော့ဆိုတော့ဒီမှာ support resistance ပေါ့နော်ဒီ level ရောတသိန်းနဲ့ပြောပါတော့တသိန်းနဲ့9000ပေါ့ဗျာတသိန်းနဲ့9000မှာဒါ resistance အနေနဲ့လုပ်နေတယ်ဒီမှာကျွန်တော် fair value gap တွေ့ရပါတော့တသိန်းနဲ့9000လောက်ကနေဒီ level ကြီးမှာI think they will be the supply zone ရှိမယ်ပေါ့နော်လောလောဆယ်အနေထားရဆိုရင်ဒီနားမှာကျွန်တော် supply zone တွေ့နေတယ်ဆိုတော့ဒါရတဲ့ supply zone ပေါ့နော်လောလောဆယ်အနေထားရဆိုတော့ဒါမှကျွန်တော် supply zone ရှိနေဆိုတော့ဒီလောက်ထိတော့ maybe ဒီ attack ကတော့ဒီလောက်ထိတော့လာမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီနားမှာတစ်ချက်ကြည့်ရမယ်ဒီရဲ့ resistance ကိုဖောက်မဖောက်ပေါ့နော်ဖောက်ရင်တော့အပေါ်ဆက်တက်သွားဖို့များမယ်ဒီရဲ့32000ခွဲ32000 4000လောက်ကိုပြန်ပြီးလာပြီးတော့မှ test လုပ်မယ်ပေါ့နော်အားဆန်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ BTC အနေနဲ့ဆိုတော့ကျွန်တော်အဝေးကဒီနားမှာပဲရှိတယ်ကျွန်တော်ဒီရဲ့demand zone ပေါ့နော်ဒီရဲ့ demand zone ဆိုတော့3နဲ့9000 6000အဲ့လောက်မှာပဲကျွန်တော်အဝေး order တွေရှိတာပေါ့နော်ဆိုတော့ဒီတစ်ခေါက်မှာလည်းကျွန်တော်ရဲ့ order တွေကမထိပါဘူးဆိုတော့ BTC ကတော့ကျွန်တော်အတွက်လောလောဆယ်မှာ trade မရှိနေဘူးပေါ့နော်ကျွန်တော်ကတော့ဒီနားဆင်းလာရင်ဝယ်မယ်ဒီရဲ့စုံပေါ့နော်ဒီရဲ့စုံနားရောက်ရင်ကျွန်တော်ဝယ်မယ်ဒီနားမှာတော့ကျွန်တော်အရောင်ကြိုက်တယ်ပေါ့နော် okay BNB ကတော့retest ပေါ့နော် retest pullback ပြန်လာတယ်ဒီရဲ့ order ကိုတွေ့လားကျွန်တော်ပြတာရှိတစ်ခေါက်ကဒီမှာ fair value gap ရှိတယ်ဆိုဒီမှာကိုလာထိပြီးတော့မှဖုံးဆိုပြန်တက်သွားပြီပေါ့နော်ဒီနားမှာတော့ကျွန်တော်ဘူးလောက် spot ပဲကျွန်တော်ဝယ်လိုက်ရတယ်ပေါ့နော်ကျွန်တော် future မဝယ်လိုက်ရဘူးဒီနားမှာကျွန်တော် spot နည်းနည်းကျွန်တော်ထပ်ဝယ်လိုက်တယ်နောက်တော့ short DC ရေဝယ်ထားတဲ့ဟာတွေရှိတယ်ပေါ့နော်ဆိုတော့BNB ကတော့ဒီမှာ pull back ပြန်လာတယ်ပေါ့နော်ဒီမှာကျွန်တော်စောင့်ကြည့်ရမှာတော့ဒီရဲ့ candlestick ကြီးဒီရဲ့ hammer ကြီးပေါ့နော်ဒီ hammer candlestick ကြီး I think this can be the supply zone or resistance ပေါ့နော်ဒီဟာတွေကတော့ resistance ဖြစ်နိုင်တယ်1040နော်1040ကနေ1080ပေါ့အဲ့ဒီလောက်ကိုသူဖောက်မလားမဖောက်ဘူးလားပေါ့နော်ဒါကိုထပ်ကြည့်ရမယ်ဆိုတော့ဒီနားလာပြီးတော့ဖြစ်နိုင်တာကတော့ drawing ကပဲနော်ကျွန်တော်အထင်ကတော့ဖြစ်နိုင်တဲ့ဟာလေးကဘယ်လိုလဲဆိုရင်ဒီလိုပေါ့ဒီမှာလာ test လုပ်တယ်ဒီလိုထိပြီးတော့ကျွန်တော်ထင်တာတော့ဒီလိုပြန်ဆင်းမယ်လို့တော့ထင်တာပါနော်အဲ့လိုထင်တာပဲ โอเค
okay ပြီးရင်ဆိုတော့ဒီမှာပေါ့နော်ဒီရဲ့နာမှာသူ ranging ဖြစ်ဖို့များတယ်ဒီရဲ့ level မှာလေကျွန်တော်တို့လို့ထင်တယ် okay ဒါလေးကျွန်တော်ပြန်လိုက်မယ်ဆိုတော့ဒါတော့ဆိုတော့နောက်တစ်ခုက MNT ပေါ့နော် sorry BNB ဆိုတော့ကျွန်တော်ဒီမှာအဝယ်ရှိတယ်ဒီနားမှာတော့ကျွန်တော်ဒီနားရောက်လာရင်တော့ကျွန်တော်နည်းနည်းကြည့်မယ်ပေါ့နော်ရောင်းတင်မရောင်းတင်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာကRSI ကတော့ divergent နေရာတော့ဒီမှာပြပြီမယ် I don't think so here ဆိုတော့ဒီနားလောက်မှာဒါထိမှာပဲကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ပေါ့နော် MNT လည်းအဲ့လိုပဲဒီမှာ ranging ဖြစ်တယ် ranging ဖြစ်နေရပေါ့နော်ဒီရဲ့ zone ကြီးမှာဒီမှာဆိုရင်ဒါသူရဲ့ resistance sorry ဒီမှာဆိုရင်သူရဲ့ support ဒီနားမှာသူရဲ့ resistance ပေါ့နော်ဒီနားကိုပဲသူ test လာလုပ်လို့ဆို 1.8 ပေါ့ 1.8 က resistance လောလောဆယ်မှာ resistance ကိုဒါသူတို့ test လုပ်နေပေါ့နော်ဆန်နေတယ်ဆိုတော့ဒီနားမှာပေါ့နော် 1.8 ဒီအောက်မှာဆိုရင် 1.43 actually ရတော့ 1.4 လောက်ပေါ့နော် 1.4 လောက်ကဒါတော့ support 1.4 နဲ့ 1.8 ချာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလောက်မှာဝယ်ကြိုက်မှာပေါ့ဒီလောက်မှာတော့ဝယ်သင့်ပြီလို့တော့ထင်တယ်ပေါ့နော်ကျွန်တော်ရန်တော့ဒီလောက်မှာပဲ order တွေထားတာဆိုတော့ဒီလောက်မှာတော့ပြန်ပြီးမှ retest လုပ်ရင်တော့ဝယ်သင့်မယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့ let's see ပေါ့ဘာဖြစ်မလဲတော့မသိသေးဘူးဒီနားမှာဒါကိုဖောက်မဖောက်တော့ကြည့်ရမယ်ဒီကောင်ဖောက်သွားရင်တော့လေဒါတော့ရှောက်တက်ပဲပေါ့ဒီတော့ကျွန်တော်မှာဘာ order မှမရှိဘူး okay BGP ကတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ရဲ့ order တစ်ခုကိုorder တစ်ခုထိသွားပြီပေါ့နော်order open ဖြစ်သွားတယ် limit order တစ်ခုသူက open ဖြစ်သွားပါပေါ့နော်ကျွန်တော်ဒီမှာပြောခဲ့တယ်ဒီမှာ order block ရှိတယ်ပေါ့နော်ဒီလောက်ကိုသူတို့ retest ပြန်လာမယ်ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ပေးထားခဲ့တယ်ပေါ့နော် order ပေးထားတာကျွန်တော်ဒီနားမှာပေးထားတာ 4.99 ဆိုတော့5ပေးထားတော့5မှာကျွန်တော် order ပေးထားတယ်ဆိုတော့ဒီမှာပြီးရတဲ့နေ့ကဆို Monday မှာအရင်တစ်ပတ် Monday မှာထိသွားတယ် order ပွင့်ပြီးတော့အခုအပေါ်သွားနေပါတော့ဆိုတော့ဒီ trade ကတော့အခုလက်ရှိ ongoing ဖြစ်နေပြီကျွန်တော်ရဲ့ stop loss ကတော့ဒီအောက်မှာရှိတယ်ပေါ့နော်ဒီရဲ့ EMA second line ရဲ့ EMA 50ပေါ့ EMA 50 line ရဲ့အောက်မှာကျွန်တော်ထားတာတယ် 4.8 ပေါ့ 4.8 လောက်မှာကျွန်တော် stop loss ထားတာတယ် profit ကတော့ 5.6 မှာကျွန်တော် take profit ယူမယ်ပေါ့နော်အော်လေဆိုတော့ဒီမှာတွေ့လားဒီမှာကသူရဲ့ resistance တစ်ခုရှိနေဆိုတော့ဒီလောက်ကို test လုပ်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အဲ့လောက်မှာကျွန်တော် TP ဒီမှာ stop loss ဆိုတော့ဒါတော့ဆက်ကြည့်ရမှာဒီကတော့ကျွန်တော် profit နဲ့ကျွန်တော်ထွက်ထားပြီးပြီ okay ဒါတော့ BGB ပေါ့နော် BGB ongoing MX ကတော့ပြီးရတဲ့ဟိုးရှိဘက်ကလေးထွေထားတယ်ဟာလာစကလေးဝင်လာတဲ့ order တောက်လျှောက်ပဲဒီလောက်ထိကိုပူဘက်လာတယ်ဒီမှာပူဘက်လာပြီးတော့ကျွန်တော် store ရဲ့ SL တော့မထီပါဘူးပေါ့နော်ဒါခုသူကနည်းနည်းတော့ပြန်တက်နေပြီကျွန်တော်တို့ဒီကတော့အနောက်နည်းနည်းရှုံးနေတဲ့ trade ပေါ့နော်ရှုံးနေတဲ့ trade ဆိုတော့ဒီတောက်လျှောက်ပြန်တက်ရင်တော့ပြန်မြက်မယ်ပေါ့နော်ဆိုတော့ဘယ်လိုဖြစ်မလဲတော့မသိသေးဘူးဒါတော့ ongoing trade ပဲကျွန်တော်ဒီရဲ့ဟာမှာကြည့်ရရင်တော့ဒီ MX ကဒီမှာ fair value ကဖြစ်ရဗျာဒီနောက်တော့လာမလားတော့မသိဘူးဒါပေမဲ့အခုလောဆယ်အနေထားကြည့်ရတာတော့ဒီရဲ့ line လေးကိုတွေ့တာဒီဟာလေးကလုံးဝ support အနေနဲ့သူအလုပ်လုပ်နေရပါတော့ဒီမှာ resistance 1 2 3 3ခါပေါ့နော်ဆိုတော့အဲ့လိုမျိုးသူလာပြီးတော့အလုပ်shit လာပြီးတော့အလုပ်လုပ်နေပါတော့ဆိုတော့ဒီမှာ okay so 2.5 ပေါ့ဆိုတော့ 2.5 လောက်ကတော့ဒါဝယ်တင်တဲ့ဈေးနှုန်းလေးလောက်မှာရှိမယ်ပေါ့နော်ဆိုတော့ကြာထားရင်ဝယ်တင်တယ်လောလောဆယ် 2.62 so 2.5 လောက်မှာအဝယ်စဉ်းစားတင်တယ်ပေါ့နော် okay spot ဝယ်မယ်လို့စဉ်းစားထားတဲ့လူတွေဆိုတော့ okay ကျွန်တော်အနေနဲ့ကတော့ဒါတော့ ongoing trade ပေါ့နော်ဒုတိယအနေနဲ့ဆိုတော့ကျွန်တော်ဒီလောက်ဒီ 2.3635 လောက်ဒီရဲ့အောက်ပေါ့နော် 2.1 5အဲ့လောက်မှာပဲကျွန်တော်ဝယ်ဖို့ကျွန်တော်စဉ်းစားမယ်ပေါ့နော်နှစ်ခါ okay so ဒီ ongoing trade ကတော့ဆက်လက်ဆောင်ကြည့်ရပါဘူးလာမယ့်ပတ်တွေအတွက်
ETH stop loss ထိပါတယ်ကျွန်တော်ရဲ့ ETH ကတော့ကျွန်တော်ဒီမှာကျွန်တော်မထွက်လိုက်ရဘူးเนาะ TP မထိပါဘူးတောက်လျှောက်ကိုပြန်ဆင်းလာတာဘယ်လောက်ထိဆင်းသွားလဲဆို3800လောက်ထိပဲဆင်းပြီးတော့မှ stop loss ထိပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီမှာသူ့အလုပ်လုပ်နေတဲ့နေရာအစုံကိုပြောရရင်ဒီ level ပေါ့3000နဲ့900ပဲထားပါတော့3900တော့မရောက်ဘူးဒီလိုမှလောက်ပါနော်3880လောက်ဖြစ်မယ်တွေ့ okay ဆိုတော့3880ထားပါတော့ဗျာဒီလောက်ကိုသူအလုပ်လုပ်နေရပါတော့ဒီ level မှာဆိုတော့3860လောက်မှအလုပ်လုပ်နေပါတော့ဆို resistant break up retest support နေနဲ့ဒီ level ကအလုပ်လုပ်နေပါတော့ဆိုတော့ဒီ level ကတော့ဒါနောက်တစ်ခေါက် retest လုပ်ရင်ကြည့်ရမှာပေါ့နော်ပြန်ပြီးတော့မှအလုပ်လုပ်သလားပေါ့အလုပ်လုပ်ရင်တော့လေဝယ်တဲ့နေရာလို့တင်ဒါပေမဲ့ကျွန်တော် order တွေကဒီနာမှာကျွန်တော်ကဒီမှာသူ fair value gap တွေဖြည့်ဖို့ကြံတယ်လို့ထင်တော့ကျွန်တော်ရဲ့ order ကတော့ဒီလောက်မှစလို့လုပ်မယ်ပေါ့နော်3900နဲ့3000နဲ့350ချာဆိုတော့ကျွန်တော်ဒီလောက်ထဲမှာကျွန်တော်ထပ်ဝယ်ဖို့စဉ်းစားမယ်ပေါ့နော် okay ဆိုတော့လက်ရှိကတော့ ETH ကတော့ stop loss ကြည့်ရတယ် and စုရီ nothing to do ပဲပေါ့နော်ကျွန်တော်ဒီလောက်ရောက်မှဝယ်ဖို့စဉ်းစားတာဆိုတော့မရောက်လာသေးဘူးပေါ့နော်စုရီကတော့သူကတော့ structure ကတော့ lower low lower high lower low lower high lower low ဆိုတော့နည်းနည်းဒီလောက်ထိလာမလားမသိဘူးပေါ့နော်ပြီးရင်တော့ဒီလောက်ကိုတော့ပြန်ပြီးလာ test လုပ်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ဒီလောက်ရောက်အောင်ကျွန်တော်ဝင်ပေါ့နော် 2.9 ကျွန်တော် always စဉ်းစားတာလေ okay ton လဲ I have nothing to do ပေါ့နော်တော့ support zone မှာရောက်နေရဆိုတော့သူ့အနေနဲ့ကတော့ဒီကနေပြန်ကန်တက်ရင်တော့ဝယ်တင်တယ်ပေါ့နော်ဟုတ်ရင်တော့သူကတော့ ranging ပဲဖြစ်နေ do you see ranging market ဖြစ်နေဆိုတေးလို့မကောင်းSolana ကျွန်တော် order တစ်ခုပွင့်သွားတယ် order တစ်ခုကဘယ်မှာပွင့်လဲဆိုတော့ဒီရဲ့ EMA second line ပေါ့နော်ဒီရဲ့order block ရှိတဲ့နေရာပေါ့နော် fair value gap order block ရှိရဲ့ဒီ208လောက်မှာကျွန်တော် order ပွင့်သွားတယ်ပွင့်ပြီးတော့သူကအောက်ထိကျသွားရပေါ့ဒါပေမဲ့ကျွန်တော်အဲ့မှာ SM မထားတာတော့ order ကြီးကအဲ့လိုကြီး flow ကြီးဖြစ်ပြီးတော့ဒီနေ့ပြန်ပြီးတော့မှတက်သွားတယ်ပေါ့နော်ဆိုတော့လက်ရှိကတော့ ongoing ဖြစ်နေပါတော့ဆိုတော့အခုဒီနေ့မှပဲကျွန်တော်ဒီ trade ကိုကြည့်လိုက်တော့SL နဲ့ဟိုအနေကိုကျွန်တော်ပြန်ပြီးတော့ set လုပ်ထားတာပေါ့နော်ဆိုတော့ TP ကတော့ဒီရဲ့ order block ဒီရောက်235နဲ့35မှာကျွန်တော် TP ယူမယ်ကျွန်တော် stop loss ကိုဒီရဲ့ resistance line ရဲ့အောက်ပေါ့နော်185ရဲ့အောက်ဆို184 183.5အဲ့လောက်မှာကျွန်တော် stop loss ထားလိုက်ပါတော့အနေနဲ့ကတော့ 1:1ဆိုတော့တစ်ချက်ရှုံးတစ်ချက်မြတ်ပေါ့ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော်ဒီ trade ကတော့ ongoing ဖြစ်နေတယ် Solana ထပ်ဆင်းလာရင်ကျွန်တော်ဝယ်ဖို့စဉ်းစားရတာတော့ဒီ level 190ဒီမှာသူလာပြီးတော့ test လုပ်မလားပေါ့နော်ဒီရဲ့ order block ကိုဆိုတော့ဒီ level ကိုတော့ကျွန်တော်စဉ်းစားရတယ်ဒီရဲ့ဟာလေအလုံးလုံးမဲ့ resistance ဖြစ်နိုင်တယ်ပေါ့နော်185လောက်ကလေအလုံးလုံးမဲ့ resistance ဖြစ်နိုင်တယ်ဒါပေမဲ့လက်ရှိကတော့ဒီနေ့ကတော့ဒါပြန်ပြီးတော့မှဈေးတက်နေတော့ဒီရဲ့ဟာကိုထိမထိပေါ့နော်ဒီဟာကိုထိပြီးတော့မှပြန်လာရင်လည်းလာနိုင်တယ်ပေါ့တော့လက်ရှိအနေထားတော့ sorry လက်ရှိအနေထားကတော့ဒီရဲ့ဟာကိုကြည့်လိုက်ရင်ဒီဟာကြီးကတော့လုံးဝ supply zone ကိုကြီးပေါ့နော်တွေ့လားဒီဟာကိုဒီမှာထိပြီးရတယ်ဒီကောင်ပြန်ဆင်းလာတာပေါ့နော်ဆိုတော့ဒီကောင်ကပြန်လာ test လုပ်အောင်မယ်လို့တော့ထင်တယ်ဒီမှာလေဒီရဲ့265 level ကိုပြန်လာ test လုပ်မလားဒီတစ်ခေါက်တော့ကြည့်ရမယ်အဲ့မှာဒီဟာမှာ supply ထက်ရှိနေရဆိုတော့ဒါတော့ဆင်းသွားထက်ဆင်းလောက်တယ်ပေါ့နော်ဟုတ်ကိုထက်ဆင်းလောက်တယ်ဆိုတော့ခုလက်ရှိရကျွန်တော်ဒီမှာ TP ယူမယ်ပြီးရင်ဒီနားမှာတစ်ချက်ကြည့်မယ်အောက်ဆင်းလာရင်ကျွန်တော်ဒီနား level မဝင်ဒီနား level တော့မှဝယ်ဖို့စဉ်းစားမယ်ပေါ့နော်ပြီးရင်ဒီနားမှာတော့အရောင်စဉ်းစားမယ်ပေါ့ဒါတော့ Solana အတွက်ကျွန်တော်ဒီစဉ်းစားရတဲ့နေရာပေါ့နော်နောက်တစ်ခုကတော့ဒီမှာ trend line တစ်ခုရှိတယ် trend line ကိုလုံးဝမနင်းပြန်လာမနင်းသေးဘူးပေါ့နော်ဆိုတော့ဒီ trend line ကလေလှုပ်နေတော့မယ်ဆိုတော့ trend line ရဲ့ order block ရဲ့စုံနဲ့ဒီ
confluence ဖြစ်တဲ့နေရာတွေမှာကျွန်တော်ဝယ်ဖို့တော့စဉ်းစားတာပဲပေါ့နော် okay နောက်တစ်ခုကတော့ XRP ကတော့အရင်ကဝယ်ထားတဲ့ trade stop loss ထိပါတယ်ဒီမှာ 2.9 ပါပေါ့နော် stop loss ထိပြီးတော့အောက်ထိရောက်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ order ကျွန်တော်ဒီမှာဝယ်မယ်စဉ်းစားတာပေါ့နော် spot ကိုဒီမှာဝယ်မယ်ပေါ့ပြီးတော့ spot ကိုဒီမှာဝယ်မယ်စဉ်းစားထားတယ်နောက်ဟိုကတော့မရှိသေးဘူးပေါ့နော်နောက်တစ်ခုစဉ်းစားတာတော့ဒီရဲ့ trend line ပေါ့ဒီမှာ trend line ရှိမယ်ဗျာဒီမှာ trend line လေးရှိမယ်ဆိုတော့အဲ့ဒီ trend line မှာဒီရဲ့ trend line okay ဆိုတော့ဒီရဲ့ trend line ကိုလာတဲ့ချိန်မှာလေဝယ်လို့ရမှာပေါ့ဗျာဆိုတော့အဓိကတော့တော့ weight ကိုဆွဲရတယ်ကျွန်တော်ကတော့ဒီ body ကိုဆွဲရတဲ့ trend line ကိုပို့တော့ကြာတယ်အဲ့ဒါက trend line တစ်ခုရှိမယ်ဆိုတော့အဲ့ဒီဟာကိုလည်းတစ်ချက်ကြည့်ရမှာပေါ့နော်လောလောဆယ်လက်ရှိနေတာတော့ဒီ level မှာdemand ရှိနေတယ် 2.7 ပေါ့နော် 2.7 level မှာ demand ရှိတယ်ဆိုတော့အမှဝယ်ထားရင်တော့အဆင်ပြေပါပေါ့နော်ဒီနောက်တော့ကြည့်ရမှာပေါ့နော်ဒီရဲ့ high ရတော့ range ဖြစ်နေတာပေါ့ 2.7 to 3.35 လောက်ကတော့ ranging ဖြစ်နေတယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ဒီ EMA third line ပေါ့နော် EMA 200 line ကို retouch လုပ်ဝင်တော့ကျွန်တော် order တစ်ခုတင်ဖို့စဉ်းစားတာ around 2.6 လောက်မှာပေါ့နော် order တစ်ခုတင်ဖို့စဉ်းစားတာလက်ရှိကတော့ဒီမှာဘာ trade မှာမရှိဆိုတော့ XRP stop loss နဲ့ထွက်ထားတယ်2.6 လောက်မှာကျွန်တော်အဝယ်စဉ်းစားတာတယ်နောက် 2.35 လောက်မှာအဝယ်စဉ်းစားတာတယ်နောက်ပြီးဒီ zone ကြီးမှာတော့ကျွန်တော်တောက်လျှောက်ပြည့်ဝယ်မယ်ပေါ့နော်2 level လောက်ထပ်ဆင်းလာရင်တော့ကျွန်တော်တောက်လျှောက်ပြည့်ဝယ်ဖို့စဉ်းစားတာတယ် okay နောက်တစ်ခုကတော့ commodity gold ပေါ့နော် gold ကတော့တောက်လျှောက် all time high ကိုဖောက်ပြီးဒီနေ့ Monday မှာ3.99 right 3.99 so this is another all time high ဆိုတော့3800ကို test လုပ်နေပြီပေါ့နော်ကျွန်တော်ပြောရဲကိုအဝယ်ပဲကြိုက်တယ်ကျွန်တော် DCA နဲ့လည်းကျွန်တော်တောက်လျှောက်ဝယ်နေရပေါ့နော်ဆိုတော့ I have nothing to say here so backlight ဝယ်ခြင်းတော့ကျွန်တော်ဒီ level လောက်ကိုတော့ဒီ level လောက်ကတော့စောင့်ကြည့်ရမယ့်အနေထားလို့ကျွန်တော်ထင်တယ်ပေါ့နော်3450ပဲထားတော့ဒီလောက်ကိုလာမလားလာရင်တော့ဝယ်တင်တယ်ပေါ့နော်ဒီမှာလည်း resistance အနေနဲ့အလုပ်လုပ်နေရရှိတယ်3630လောက်မှာဆိုတော့ level နှစ်ခုစဉ်းစားလို့ရတယ်ပေါ့နော်ဝယ်ဖို့စဉ်းစားရင် backlight ဝယ်မယ်ဆိုရင်ပေါ့နော်ဒီလောက်မှာတစ်ခု3630မှာတစ်ခု3630မှာတစ်ခုဟုတ် okay 36နဲ့30မှာတစ်ခု3450လောက်မှာတစ်ခုနော်3450လောက်မှာတစ်ခုကျွန်တော်ရှုရမယ်နော်3450 okay အဲ့လောက်မှာတစ်ခုဝယ်ဖို့စဉ်းစားလို့ရတယ်ကိုကတော့ buy ပဲ very bullish okay rate လက်ခတ်အောင်မှာလို့တော့ကျွန်တော်ကတော့ထင်တော့ဒါကတော့ bias ကတော့ကျွန်တော်အနေနဲ့ buy ပဲ okay stock တွေအနေနဲ့ကတော့ I don't have much to say but ကျွန်တော်ဝယ်ထားတဲ့ stock တစ်ခုကတော့ဒီမှာကျွန်တော် Amazon ကိုကျွန်တော်ဒီနားမှာကျွန်တော်ဝယ်ထားတယ်220မှာပေါ့နော်ကျွန်တော်ဒီ level ဒီရဲ့ level ပါခင်ဗျာ okay 220 right 220ဆိုဒီမှာဒီကိုရောက်လာတော့ဒီမှာလေ fair value ကတွေ့တယ်ဒီမှာ supply တွေရှိတယ်ပေါ့နော် sorry ဒီမှာ demand တွေရှိရလို့ထင်တော့ကျွန်တော် Amazon ကိုကျွန်တော်ဝင်ထားပြီ220မှာဝင်ထားပြီပေါ့နော် profit ကတော့ကျွန်တော် maybe like 240လောက်မှာထုတ်မယ်ပေါ့ဩဟိုးတိုင်းနဲ့ဆက်ဟိုးတိုင်းပေါ့နော် stock တွေကတော့ဒါရရှိ invest လုပ်လို့ကောင်းတဲ့အနေထားဆိုတော့ဒီရဲ့ resistance ကို break out လုပ်လာ240ကိုကြည့်ရမှာ240ကို break out လုပ်သွားပြီเนาะပြီးသွားပြီတောက်လျှောက်ဟိုးလာရုံပဲ okay နောက် channel stock တွေကတော့အများကြီးသိမရှိဘူးသူကတော့တောက်လျှောက်အတက်တွေပဲဆိုတော့ DCA လုပ်ပြီးဝယ်ခြင်းဝယ်ထားတင်တယ်ပေါ့နော်ကျွန်တော်ကြည့်နေတဲ့ stock အခုထပ်ဝယ်ဖို့ကြည့်နေတဲ့ stock ကတော့ Oracle ပေါ့နော် Oracle ကြာနေတယ်ကျွန်တော်ဘယ်နာကိုစောင့်နေလဲဆိုတော့ဝယ်ချောင်းနေတာကကျွန်တော်ဒီမှာချောင်းနေပါတယ်ဒီရဲ့ level what is this 260 I think ဟုတ်တယ်နော်
260မှာကျွန်တော်ဝယ်ချောင်းနေပြီးရင်ဒီရဲ့ level 220လားမသိဘူး right okay 220မှာတစ်ခေါက်ဆိုတော့ဒီနှစ်ဖြတ်ကိုဝယ်ချောင်းနေပေါ့နော်ဆိုတော့ဒီကတော့ EMA second line မှာလည်းလာမလားပေါ့နော်လာ retest ထိမလားဒီမှာဆို EMA third line EMA နဲ့ရလာရင်ကိုလာ test လုပ်မှာပေါ့နော်ဒီနောက်ခုမှကျွန်တော်အဝယ်စောင့်နေပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်ဝယ်ဖို့ portfolio တွေထည့်ဖို့ကျွန်တော်ကြည့်နေတာကဟို OKX ရဲ့ native token OKB OKB tag okay ဒါကျွန်တော်ထည့်လို့မရတော့ဘူးကျွန်တော်က free version ဆိုတော့ကျွန်တော်တစ်ခုဖြုတ်မှရမယ်ဆိုဘာဖြုတ်ရမလဲမသိဘူးopen ကိုကျွန်တော်ခဏဖြတ်လိုက်မယ်နော် open ကိုကျွန်တော်ဖြတ်လိုက် OKB ပေါ့ okay OKB အခုက OKX က account ဖွင့်လာတယ်ဆိုရင် OKX မှာ airdrop ပေးလာနေပါတော့သူရဲ့ airdrop က USDT နဲ့ stake လုပ်လို့ရတယ်နောက် BTC နဲ့ stake လုပ်လို့ရတယ်ပြီးရင်သူတို့ OKB ရဲ့ coin နဲ့ဒါ stake လုပ်လို့ရတယ်ပေါ့နော်ဆိုတော့stake လုပ်ချင်အပြင်သူရဲ့ APR ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ရှေ့တစ်ခေါက်က stake လုပ်တာတော့ around 30နဲ့40ကြားမှာရှိတယ် USDT လေ USDT ဆို30နဲ့40 BTC ဆိုနည်းနည်းလျော့မယ်30အောက်ပေါ့20နဲ့30ကြားမှာရှိမယ်OKB နဲ့ဆိုရင်တော့သူကများတယ်လောက်60 60 70 80အဲ့လောက်ဝန်းကျင်မှာရှိတယ်ပေါ့နော်ဆိုတော့ဒါလည်းဒီကျွန်တော်ကတော့ DCA အနေနဲ့အရင်ဆုံးဝယ်ထားကြည့်မယ်ပေါ့နော်ဟိုလိုမျိုးကြီးပြုတ်ဝယ်တာတဲ့လေဘာလို့လဲဆိုတော့ဒီမှာဒီရက်မှာပေါ့နော်သူလုံးဝထောင်တော့မှာ46ကနေတွေ့လား46ကနေ250အထိတောင်ရောက်သွားပြီဆိုတော့ဘယ်နဲ့စပြောရ5စပေါ့နော် 5x cloud ကိုတက်သွားပါတော့ပြီးတော့မှအခုဒါပူပဲပြန်လာတယ်ဒီနားမှာ retest လုပ်နေရဆိုတော့လောလောဆယ်အလုံးလုံးနေတဲ့ support ကဒီလောက် level ဖြစ်မှာပေါ့နော်ဒါပါတော့ဒီ level sorry ဒီ level ပေါ့နော်160နဲ့165ထားပါတော့ရ165 okay 165ကဒါ support ပေါ့နော်အဲ့လောက်ရောက်တော့ကျွန်တော်နည်းနည်းလေးဝယ်ကြည့်မယ်ပေါ့လက်ရှိနေထားမှာတော့ကျွန်တော် DCA လုပ်ပြီးဝယ်မယ် DCA လုပ်ပြီးဝယ်မယ်ပြီးရင်ဒီနားမှာလည်းကျွန်တော်တစ်ခုတွေ့တယ်ပေါ့နော်ဒီ level ဆိုလာဒီရဲ့ level ရော130နဲ့90ကြာလောက်မှာဒီမှာလည်း fair value ပဲရှိတယ်ဒီမှာလည်း fair value ပဲရှိတယ်ဆိုတော့ဒီလောက်ပြန်လာမလားတော့ I don't know မသိတော့ဘူးပေါ့နော်လာရင်တော့ကျွန်တော်အဲ့လောက်ကြာရင်တော့ကျွန်တော်ပြုတ်ဝယ်မယ်ဒီလောက်နေထားမှာတော့ကျွန်တော်တစ်ခေါက်ဝယ်ဖို့ကျွန်တော်စဉ်းစားမယ်ဒီလောက်မှာတော့ကျွန်တော်နောက်တစ်ခေါက်ထပ်ဝယ်ဖို့စဉ်းစားမယ်ပေါ့နော်ဆိုတော့ကျွန်တော်မှန်းလာတာက1 2 3ဒီ3 level မှာဝယ်ဖို့စဉ်းစားမယ်ဒီမှာဝယ်မယ်ဒီမှာ DCA လုပ်ပြီးဝယ်မယ် stake လုပ်မယ် so that's my plan all right so ဒီဘက်တော့ကတော့ကျွန်တော်တင်ဒီလောက်ပဲဘာမှလည်း trade တော့မရှိဘူးเนาะကျွန်တော်ရဲ့ recap လုပ်ရရင်တော့ market ကတော့ I don't know ranging သွားနေမယ် market လို့ပဲတင်တယ်ပေါ့နော်တက်မယ်ကြာမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကြည့်ရမှာပဲကျွန်တော်လက်ရှိ trade အနေနဲ့ပါရှိထားမလဲဆိုရင် BGB ရှိမယ် MX trade နေတယ် ongoing ရှိမယ် ETH ကပြီးသွားပြီเนาะ BTB MX ရှိမယ် Solana ရှိမယ်ဒီ trade တွေပဲကျွန်တော်ကြည့်ရမှာပေါ့နော် XRP ကလည်းပြီးသွားပြီဆိုကျန်တဲ့ဟာတွေကတော့ကျွန်တော်ဝယ်ဖို့ချောင်းနေတဲ့ဟာဆိုရင် XRP OKB ETH THD level မှာဝင်မယ်เนาะပြီးရင် BTC ကဒီ level and then MNT ကဒီ level 1.4 လောက် MNT MX ကဒီ level 2.36 okay so တော့ပါပဲနောက်ပတ်မှာဆက်ကြည့်တာပေါ့ကျွန်တော် trade တွေဘာဖြစ်မလဲTP လား sell လားနောက်ဘယ်ရောက်တာတွေထပ်ပွင့်မယ်ဆိုတာဆက်ကြည့်တာပေါ့နော်ဆိုတော့အားလုံး see you အားလုံးပဲနောက်ပတ်မှာတွေ့တာပေါ့